နော်တစ်ချိန်ကစစ်တပ်မှစစ်တပ်နော်အားပေးခဲ့တဲ့ပြည်သူဆိုတာစောက်ပြဆိုင်စရာမလိုဘူးငါတို့ရဲ့ကိုးကွယ်တာချင်းစစ်တပ်ငါတို့ရဲ့အားထားတာချင်းစစ်တပ်ဆိုတဲ့ဟာမျိုးနဲ့ပြည်သူကိုစုံကန်ခဲ့တဲ့တဲမှာအုံးသီးနဲ့ဒိန်းတောင်ရှေ့ဆုံးအောင်နော်ခင်လိုက်ကြတော့နိုင်ပါရှိတယ်အဲ့ဒီအတွက်ခင်နိုင်ပါဖြစ်တယ်လှုပ်ရှားလို့ရတယ်အဲ့တော့ကျွန်တော်ပြည်သူမြစ်တာအင်မတန်ကြောက်ဖို့ကောင်းတယ်နော်တကယ်ပြောတာတွားပြီးမလုပ်နဲ့ကိုကပြည်သူကိုအားကိုးပြီးနေရတဲ့သူဆိုလို့ရှိရင်အဲ့ဒီပြည်သူပေါ်မှာရိုးရိုးသားသားလေးဆက်ဆံပါလုတ်ပေးနိုင်လုတ်ပေးနိုင်တယ်မလုတ်ပေးနိုင်မလုတ်ပေးနိုင်ရှင်းရှင်းလေးပဲအဲ့တွားပြီးတော့ကန်လန်ကောစားမလုပ်နဲ့အခုဒီမှာအောင်းလေးဖြစ်နေတဲ့ပုံကြည့်ပါနော်ငါရိုက်မယ်ဆိုတော့နှခမ်းမွေးစားထားတာပဲအဲနှခမ်းမွေးထားပြီးတော့အခုကားရကလည်းဖုံးပြန်မဆက်တော့နှခမ်းမွေးအဖက်တင်နေတယ်နောက်အခုဟာလေရွှေရှင်လောကမှာဂရုတွေနဲ့တွားကြတယ်နောက်တစ်ခုအခုကအမတီဘိုးတို့ဇလန်းတွဲတို့စကိုင်းနဲ့တို့ဇလန်းတွဲတို့ဆိုတာလေအပြင်လိုသိမခေါ်တော့သူဂရုနဲ့သူသွားကိုတီထိုက်တာလုံးမှာပဲကိုတီထိုက်တာလုံးမှာပဲကိုလူရှင်တော်တော်များများနဲ့ဟာတာကားကြီးပဲပိတ်ရိုက်တယ်ဒါတော့ဦးတီကလေကိုဗစ်ကာလာတွေကနေဒီချိန်ထိပေါ့နော်ရုပ်ရှင်ကဇလန်းတွဲမရိုက်ဘူးတော့ရိုက်ပြီးတော့ဒီချိန်မှာတော့ပို့လာပြီးတော့ဦးတီရုပ်ရှင်ရိုက်ချင်လို့လူပညာကြီးဘယ်လောက်ယူလဲလို့မေးတော့မလို့ဘာပြောမှမသိမသိလို့မေးရမှာတခုနဲ့ရှိတော့လေအမဘဘယူရှိတာပဲဈေးကဘဘယူဖြတ်ပေးမှာဟုတ်တယ်မလားဘာပြည်သူမရှိသေးရတယ်စောက်ဆိုင်ကြမလို့အပြည်သူဆိုတာစောက်ဆိုင်ကြမလို့လေဟုတ်တယ်မလားနော်ရကျွန်တော်ဘယ်လောက်များတန်လဲမသိဘူးအဲ့လိုပြန်ပြရမယ်စောက်ကြတဲ့ဗျာဟုတ်မတန်ကျွန်တော်ဘယ်လောက်တန်လဲမသိဘူးလေဒုက္ခပဲနောက်ခုလာဒီပြောတာကျွန်တော်ဘယ်လောက်များတန်လဲကျွန်တော်ဘယ်လောက်များတတ်မှတ်ထားလဲမသိဘူးအဲ့လိုပြန်ပြောမှာလည်းမသိတော့ငါအဲ့လိုကကင်မရာဒီမမြင်ဘူးတော့ကြာပြီဘယ်နဲ့ရှိလဲတနာကောင်းဟမ်တနာကောင်းကင်မရာမမြင်ဘူးတော့ကြာပြီတဲ့နော်ဟာကိုဗစ်တရားဒီချိန်ထိကင်မရာမမြင်ဘူးတော့လေဘာဖြစ်လို့ဆိုကိုယ့်အချောင်းအခုတို့များမဲ့အလုပ်တွေလည်းမလုပ်ဘူးပုံတီတို့ချစ်တဲ့လူရှိတယ်မုန်းတဲ့လူရှိတယ်လေဟုတ်လားပုံတီတို့ဘာဖြစ်တယ်ညာဖြစ်တယ်လို့ဆဲတဲ့လူရှိတာဒါပေမဲ့ပုံတီတို့ရှောက်တယ်လားဦးတီတို့လိပ်ပြလို့ဦးတီတို့အမှုပညာသမားဖြစ်တယ်အမှုပညာပဲလုပ်တယ်လို့ကာလာဒေတာအကတနန်ဆိုတဲ့စကားလက်ကားပေါ်လာမဟုတ်ဘူးဗျနော်ဦးတီတို့ချစ်တဲ့လူပဲရှိတယ်ဟုတ်တယ်ဦးတီတို့ချစ်တဲ့လူလည်းရှိတယ်မုန်းတဲ့လူလည်းရှိတယ်ဘာမှမသိပဲဆဲတဲ့လူလည်းရှိတယ်ဘာမှမသိဆဲတဲ့လူလည်းရှိတယ်ဒါပေမဲ့ရာခိုင်နှုန်းတွေကိုပြန်ကြည့်ပါဦးအောင်ဒီကိုပြောနေကြတဲ့လူတွေအားလုံးကဦးအောင်ဒီကိုမုန်းတဲ့လူတွေမဟုတ်ပါဘူးကျွန်တော်မမုန်းအောင်ဘာမှအကြောင်းရှိတယ်ကိုနဲ့ဒါပေမဲ့ဒီလူတွေကိုဘာကြောင့်ကျွန်တော်တို့ပြောရတာလဲကျွန်တော်တို့တိုင်းပြည်မှာနာရင်းဖြစ်နေတယ်မတာအိမ်ဖြစ်နေတဲ့တိုင်းပြည်မှာလူတက်ဓမ္မနဲ့ပေါင်းတင်ပြီးတော့ပလူးပလဲလုပ်ပြီးတော့ပျော်ပြမယ်ဆိုတဲ့လုပ်ရကြီးကလုတ်တင်တာမလုတ်တင်ဘူးလားဆိုတာကိုပြောပြတယ်ဒါသာကိုပြောပြတာကျွန်တော်တို့ပဲပြောတဲ့လူတပိလူတွေမေးကြည့်ပါမုန်းလားလို့အခုအောင်ဒီကိုဆဲလူပဲဒီမင်းအောင်ဒီကိုမုန်းလားမုန်းလားမေးမုန်းမှာမဟုတ်ဘာမှမုန်းတယ်မအကြောင်းရှိတယ်ဟဲ့ဒါပေမဲ့ဘာကြောင့်သွားဆဲကြတာမြန်မာနိုင်ငံမှာဘာဖြစ်လဲပြည်သူအများစုအားပေးထားလို့အမှုပညာသမားဆိုဖြစ်လာတာခုဒီနေ့ချိန်မှာဘာတွေဖြစ်နေလဲအဲ့ဒီအားပေးခဲ့တဲ့ပြည်သူအများစုကျွန်တော်ဒီမှာအများစုပြောနော်ဘုံကျက်တက်ခံထိနေတယ်မီးရှို့တက်ခံထိနေတယ်အပြောင်းနဲ့ထုတက်ခံထိနေတယ်ဒရုန်းနဲ့ဘုံကျက်တက်ခံထိနေတယ်ညဘက်ဖမ်းဝါမနဲ့အလောင်းလာပုတ်ခံထိနေတယ်အဲ့ဒီပြည်သူတွေအားလုံးကဒါတို့အားပေးခဲ့တဲ့ပြည်သက်တွေတိုင်းပြည်ရဲ့တပ်မတော်ကိုထောက်ခံရမယ်ဒါပေမဲ့ဒီတပ်မတော်ရဲ့လောက်ရကဘာလုပ်နေတာလဲဟမ်ယူကရိန်းနဲ့ရုရှားနော်ကိုကယူကရိန်းစစ်တပ်ဘက်ကထောက်ခံလို့ရုရှားကိုပြန်ချနေတယ်ဆိုရင်အားပေးရမှန်တယ်လေလက်ရှိမြန်မာနိုင်ငံမြန်မာတပ်မတော်ဆိုတာဘယ်သူ့ကိုတိုက်နေတာဟမ်ဟိုးအောင်မှာဗိတ်သားနေတဲ့မြန်မာတပ်မတော်ဖြစ်တယ်နော်တဝဲသားနေတဲ့မြန်မာတပ်မတော်လည်းဖြစ်တယ်နော်ဒီအပေါ်တက်လာမွန်ပြည်နယ်သားနေတဲ့မြန်မာတပ်မတော်လည်းဖြစ်တယ်ကရင်ပြည်နယ်သားနေတဲ့မြန်မာတပ်မတော်လည်းဖြစ်တယ်ပဲခူးသားတွေအဲ့ဒီရန်ကုန်သားတွေမန္တလေးသားတွေဟမ်တနိုင်ငံလုံးဟိုးပေါ်ကချင်ကရမွန်အပေါ်တနိုင်ငံလုံးနဲ့ပတ်ဖြစ်နေတာသူတို့နဲ့အဲ့တော့တနိုင်ငံလုံးသူတို့အကြမ်းဖက်တဲ့သူတို့ကလည်းနိုင်ငံတော်နဲ့ဖြစ်နေတဲ့ပုံကြည့်ဟမ်ကဲတနိုင်ငံလုံးကအကြမ်းဖက်နေတဲ့သူတို့ကနိုင်ငံတော်သူတို့စော်ကိုင်းဘာဖြစ်လဲ66ခါကြီးတယ်မဲနောက်ဆက်တွဲဦးလေးပုံမှန်နဲ့ဆွဲလို့ဆွဲနိုင်ငံတော်အချင်းမျိုးပြည့်စင်မှုဒါမှမျိုးစုံဆွဲတာပါစက်ရှိတဲ့ခါတွေဟမ်ငါတက်ပြန်နေတယ်တွေ့ရလို့ဘာမှမသိတဲ့ကောင်ငါတက်ခံထိတယ်ပုံကြီးအဲ့တော့ဒီလိုမျိုးနှုတ်နေတဲ့ကိုယ်အားပေးခဲ့တဲ့ပရိသတ်ကိုတက်ဖြတ်နေတဲ့ကောင်တွေကိုနိုင်ငံတော်ရဲ့စစ်တပ်ပါဆိုအားပေးထောက်ခံပြီးတော့ဒီရန်သူတွေနဲ့ပေါင်းပြတာအောက်ကခံစားတဲ့ပြည်သူတွေနေကိုတစ္ဆာကြီးနေအဲ့တော့ကျွန်တော်တို့တိထားမှာကကိုကပြည်သူကိုရက်တိပြီးတော့ဘိုးပြုတ်ပြီးတော့အလုပ်လုပ်တယ်ဆိုရင်လူပြန်သမားမဖြစ်ဖြစ်နိုင်ငံရေးသမားဖြစ်ဖြစ်ပြည်သူကိုကံကောစားလုပ်လို့မရဘူးဒီညမှာပြည်သူဆိုတဲ့ဟာကိုဘယ်လိုခွဲမလဲကိုကြိုက်တဲ့ဘက်ကိုအားပေးတဲ့လူကပြည်သူမဟုတ်ဘူးနော်ပြည်သူဆိုတဲ့ဟာကိုနဲလို့များတယ်ကျွန်တော်ကြည့်ရတယ်ငါကြိုက်ပြောလိုက်တာငါပြည်သူဆိုတတ်မှတ်လို့မရဘူးနော်ဘာလို့ဆိုတော့လူဆိုတာမျိုးရှိတယ်လေဒါပေမဲ့ငါ့ကိုအားပေးနေတဲ့လူတွေပြောတဲ့စကားအများစုဒီဘယ်လိုလဲအ ਨੇ စုဒီဘယ်လိုလဲသူတို့အများစုဝေဖန်တာဘယ်လိုဝေဖန်တာလဲပြည်တော်ဆောင်လာတာအပြတ်တော်ဆောင်လာတာနိုင်ချင်ရမယ်လက်ရှိစစ်တပ်ကငါအားပေးနေတဲ့ငါတို့နော်ငါတို့အဖတွေကိုတော်လှန်နေတဲ့ဟာပြည်သူအများစုလားအ ਨੇ စုလားဒါမျိုးကြည့်ရမယ်ဒါပေမဲ့ဒီကောင်လည်းမကြည့်ဘူးအခုချိန်ခမင်းကောက်ဖြစ်မှာကင်မရာမမြင်ဘူးဆိုတော့လက်သေးလိုက်ပေါ့အဲ့ဒါဘယ်သူမှလုပ်တာမဟုတ်ဘူးစောင်းထားတဲ့ဟာလေးအဲ့ဒါလေးနေပဲအဆင်ပြေအောင်လှည့်ပတ်ပြီးတော့စားတော့ဒါပေမဲ့လူပညာနဲ့ပတ်သက်လို့ကတော့လူပညာသမားလူပညာပဲလုပ်ချင်တာပေါ့ဟုတ်လားဒီပုတ်ကြီးရဲ့ TV ကြီးတဲ့ဒါပဲဒီလိုပြီးရင်တရားထိုင်ရဲ့ပရိစိတ်တွေဒါပဲကဲကြားတဲ့အတိုင်းပဲနော်ဟိုတနာဖို့တော့ကောင်းပါတယ်